နိုင်ငံတကာသတင်းတွေပတ်မှာတော့အီရန်နိုင်ငံကိုပြိုလဲအောင်အမေရိကန်ဘက်ကစီးပွားရေးစစ်ပွဲလုပ်မဲ့ကိစ္စမှာတရုတ်နိုင်ငံအနေနဲ့ပူးပေါင်းပါဝင်ဖို့လိုတယ်လို့အမေရိကန်ကတတိပေးလာပါတယ်။ဒါကတော့အမေရိကန်ဗန်နာရေးဝန်ကြီးစကော့က CNBC သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာပြောသွားတာပါ။အမေရိကန်ဟာအီရန်ပေါ်စီးပွားရေးဖိအားကိုပုံမတိုးမြင့်လှုပ်ဆောင်တော့မှာဖြစ်ပြီးမဟာမိတ်နိုင်ငံတွေတင်မကပြိုင်ဘက်နိုင်ငံတွေကိုပါဒီမူဝါဒတဲ့ပူးပေါင်းပါဝင်စေချင်တယ်လို့ပြောသွားတာပါ။အမေရိကန်ရဲ့ရွေးချက်ဟာကမ္ဘာသမိုင်းမှာအကြီးမားဆုံးပူးပေါင်းစီမံထားတဲ့စီးပွားရေးအထီးကျန်စီမှုဖြစ်လာမယ်လို့စကော့ကပြောသွားပြီးအမေရိကန်ဘက်ကတော့တခြားနိုင်ငံတွေကိုပါအမေရိကန်နဲ့အတူရပ်တည်မလားစန့်ကျင်ဘက်မှာရပ်တည်မလားဆိုတာရွေးချယ်ခိုင်းရမယ့်အခြေအနေဖြစ်လာနိုင်တယ်လို့သူကဆိုပါတယ်အမေရိကန်ကတရုတ်နိုင်ငံကိုလည်းအီရန်နဲ့ပတ်သက်ပြီးဖိအားပေးသွားမလားဆိုတဲ့မေးခွန်းကိုတော့အမေရိကန်ဗန်နာရေးဝန်ကြီးစကော့ပြောသွားတာကနိုင်ငံချင်းချင်းဆွေးနွေးမှုတချို့ဟာတီးသန့်ဆွေးနွေးတာကပဲပိုကောင်းတယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်ဒါပေမဲ့တရုတ်ဆိုရအနေနဲ့အမေရိကန်ရဲ့လက်ရှိမူဝါဒနဲ့လိုက်ရောညီထွေပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်းတိုက်တွန်းခဲ့ပါတယ်။တရုတ်သမ္မတရှီကျင်းပင်ဟာစက်တင်ဘာလ24ရက်နေ့မှာအမေရိကန်နိုင်ငံအင်ဖြူတော်ကိုလာရောက်တွေ့ဆုံဖို့စီစဉ်ထားပြီးအဲဒီတွေ့ဆုံမှုမှာအီရန်အရေးဟာအဓိကဆွေးနွေးမယ့်အကြောင်းအရာတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီချိန်ထဲမှာပဲစကော့ကအီရန်အပေါ်အမြင့်ဆုံးအဆင့်စီးပွားရေးဖိအားပေးမှုမူဝါဒကြောင့်အမေရိကန်နဲ့အီရန်ကြောင့်အကြီးစားစစ်ပွဲပြန်လည်ဖြစ်ပွားနိုင်ခြေပိုနည်းလာမယ်လို့ပြောပါတယ်။သမ္မတထရန့်ကတော့ဩဂုတ်လ19ရက်နေ့မှာပဲအီရန်ပေါ်စီးပွားရေးဒီဒေးလို့ခေါ်တဲ့အပြင်းထန်ဆုံးစီးပွားရေးစစ်စင်ရေးတရက်ဆင်နွှဲသွားမယ်လို့ကြေညာခဲ့ပါတယ်။အီရန်ဘက်ကတော့အဲ့ဒီလိုအမေရိကန်ဘက်ကပြောဆိုချင်းချောက်မှုဟာအာယုံလွှဲဖို့ကြိုးစားတာသာဖြစ်ပြီးအမေရိကန်အတွက်ပြန်လည်ထိခိုက်စေနိုင်တယ်လို့တုံ့ပြန်ထားပါတယ်။အီရန်ရေးနဲ့ပတ်သက်တဲ့အမေရိကန်ရဲ့မူဝါဒအသစ်ကြောင့်ကမ္ဘာရေးနဲ့ဈေးကွက်မှာစိုးရိမ်မှုတွေမြင့်တက်နေပြီးဈေးနှုန်းတွေလည်းမြင့်တက်နေပြီမဲ့အမေရိကန်ဗန်နာရေးဝန်ကြီးစကော့ကတော့ရေးနဲ့ဈေးမြင့်တက်တာဟာအမေရိကန်ရဲ့စီးပွားရေးဖိအားပေးမှုမူဝါဒရဲ့အတိတ်ဘက်ကိုရေနံဈေးကွက်ကမှားယွင်းနားလည်နေတာကြောင့်ဖြစ်နိုင်တယ်လို့ပြောသွားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ယီမင်နိုင်ငံကမ်းလွန်ပင်လယ်ပြင်မှာစီတင်သင်္ဘောတစ်စီးကိုလက်နက်ကင်လူ6ဦးကတိုက်ရောက်သိမ်းပိုက်ပြီးဆိုမာလီယာနိုင်ငံဘက်ကိုလမ်းကြောင်းပြောင်းမောင်းနှင်သွားတယ်လို့ဗြိတိန်နိုင်ငံရေကြောင်းကုန်သွယ်ရေးလုံခြုံရေးစောင့်ကြည့်ဌာန UKMTO ကပြောလာပါတယ်ဖြစ်စဉ်ကတော့ဩဂုတ်လ20ရက်နေ့မှာပဲယီမင်နိုင်ငံကမ်းလွန်ပင်လယ်ပြင်မှာစီမူးလို့အမည်ရတဲ့စီတင်သင်္ဘောအနီးကိုအမည်မသိရေရင်တစည်းကချင်းကပ်လာတာကြောင့်အရေးပေါ်အကူအညီတောင်းခံခဲ့တဲ့သတင်းပေးပို့ချက်ထုတ်ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာလက်နက်ကင်6ဦးကအဲ့ဒီစီတင်သင်္ဘောပေါ်တက်ရောက်ပြီးတိမ့်ပိုက်ထိန်းချုပ်လိုက်တဲ့အပြင်သင်္ဘောကိုဆိုမာလီယာနိုင်ငံဘက်လမ်းကြောင်းပြောင်းမောင်းနှင်သွားတယ်လို့ UKMTO ကအတည်ပြုခဲ့ပါတယ်။လက်ရှိအချိန်မှာသင်္ဘောနဲ့သင်္ဘောသားတွေရဲ့လုံခြုံရေးအခြေအနေကိုတော့ UKMTO ကအတည်ပြုထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။အာနာဝိုင်တွေကတော့ဖြစ်စဉ်ကိုဆက်လက်စုံစမ်းနေပြီးအဲ့ဒီယီမင်ပင်လယ်ကွေ့အတွင်းဖြတ်တန်းသွားလာနေတဲ့သင်္ဘောတွေကိုတတိထားသွားလာဖို့နဲ့တန်တရားဖြစ်ပွဲလှုပ်ရှားမှုတွေတွေ့ရှိရင် UKMTO တပ်ဖွဲ့စီတည်ပေးဖို့တတိပေးထားပါတယ်။ဒီဖြစ်စဉ်ဟာကမ္ဘာအရေးကြီးဆုံးရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေဒေသတစ်ခုဖြစ်တဲ့ယီမင်ပင်လယ်ပြင်ရဲ့အဒင်ပင်လယ်ကွေ့မှာဖြစ်ပွားခဲ့တာပါ။အဲ့ဒီပင်လယ်ကွေ့ဟာပင်လယ်နီနဲ့စုဝက်တူးမြောင်းကိုဆက်သွယ်ပေးထားပြီးအာရှနဲ့ဥရောပကြားရေးကြီးတဲ့ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ဆိုမာလီယာကမ်းလွန်မှာပင်လယ်ဓမြအမှုတွေဟာ2000ပြည့်လွန်နှစ်တွေမှာအလွန်အမင်းများပြားခဲ့ပြီးတဲ့နောက်နိုင်ငံတကာရေတပ်တွေပူးပေါင်းနှိမ်နင်းမှုကြောင့်ငြိမ်သက်သွားရကနေအခု2026ခုနှစ်ဧပြီလကစပြီးဆိုမာလီယာပင်လယ်ဓမြမှုတွေပြန်လည်မြင့်တက်လာနေတာပါလက်ရှိမှာတော့ပင်လယ်နီနဲ့ဟိုမိုရှိလေကြားအတွင်းပဋိပက္ခတွေကြောင့်နိုင်ငံတကာရေတပ်အင်အားတွေကိုနေရာအများပြားမှာခွဲဝေသုံးစွဲနေရပြီးရေကြောင်းလုံခြုံရေးအတွက်အင်အားလျော့နေလာနေတယ်လို့လည်းလေ့လာသူတွေကသုံးသပ်နေကြပါတယ်ဒီအချိန်တွေကြောင့်ကုန်တင်သင်္ဘောတွေဟာဆိုမာလီယာရေပိုင်နိုင်နဲ့ပိုမိုနီးကပ်တဲ့လမ်းကြောင်းတွေကိုပြောင်းလဲအသုံးပြုလာရပြီးအခုလိုဆိုမာလီယာပင်လယ်ဓမြအန်ရီပါပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်ခင်ဗျာတစ်ဖက်မှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ35နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်အပြိုင်ဆိုင်သမ္မတရွေးကောက်ပွဲကိုဩဂုတ်လ20ရက်နေ့မှာကျင်းပခဲ့ပါတယ်ဒီရွေးကောက်ပွဲမှာအာဏာရဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP ရဲ့ကိုယ်စားလှယ်အလန်ဂီယာနဲ့အစ္စလာမစ်ပါတီဦးဆောင်တဲ့ပါတီ17ခုမဟာမိတ်အဖွဲ့ရဲ့ကိုယ်စားလှယ်အငြိမ်းစားစစ်အရာရှိအိုလီအာမတ်တို့ရှင်းပြကြတာပါဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်ရဲ့အဆိုအရလွှတ်တော်အမတ်စုစုပေါင်း349ဦးကသမ္မတရွေးကောက်ပွဲမှာမဲပေးခွင့်ရှိပြီးမဲပေးမှုကိုဩဂုတ်လ20ရက်ဒေသစံတော်ချိန်မနက်ပိုင်းမှာလွှတ်တော်အတွင်းကျင်းပခဲ့ပြီးတော့ပထမမှာရလဒ်ကိုမဲပေးပြီးနိုင်ပိုင်းတွင်ထုတ်ပြန်ဖို့မျှော်လင့်ထားကြတာပါအခုရွေးကောက်ပွဲဖြစ်လာရတာကတော့ပြီးခဲ့တဲ့လမှာသမ္မတမိုဟာမက်ရှာဟာဘူဒင်ဟာယာရုကနေနှုတ်ထွက်ခဲ့တာကြောင့်ဖြစ်ပါတယ်။သူဟာအရင်ဝန်ကြီးချုပ်ရှိတ်ဟာစီနာအာနာကနေဖယ်ရှားခံရတဲ့2024ခုနှစ်ကတည်းက
အာဏာလွှဲပြောင်းရေးကာလနဲ့ BNP ပါတီအာဏာပြန်ရလာတဲ့အချိန်ထိသမ္မတတာဝန်ကိုထမ်းဆောင်ခဲ့ပြီးတက်တမ်းမပြည့်ခင်ယာတုကနေနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်မှာနောက်ဆုံးအကြိမ်အပြိုင်ဆိုင်သမ္မတရွေးကောက်ပွဲကျင်းပခဲ့တာကတော့1992ခုနှစ်အောက်တိုဘာလကဖြစ်ပါတယ်လက်ရှိရွေးကောက်ပွဲမှာတော့မဲပေးခွင့်ရှိတဲ့လွှတ်တော်အမတ်349ဦးတက်က248ဦးဟာ BNP ပါတီကဖြစ်ပြီးနောက်ထပ်အယောက်90ကအစ္စလာမစ်ပါတီဦးဆောင်တဲ့အတိုက်ခံမဟာမိတ်အဖွဲ့ကဖြစ်တာကြောင့် BNP ကိုယ်စားလှယ်အလန်ဂီယာအနိုင်ရဖို့အလားအလာအလွန်များနေပါတယ်အသက်88နှစ်အရွယ်အလန်ဂီယာဟာ BNP ပါတီရဲ့ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီးပါတီရဲ့အထွေထွေအတွင်းရေးမှူးအဖြစ်2016ခုနှစ်ကတည်းကတာဝန်ယူခဲ့သူဖြစ်ပါတယ်ခင်ဗျာတပတ်မှာတော့ BNN နိုင်ငံမှာအားလရဲ့ခီးထွက်တဲ့အသက်24နှစ်အရွယ်အမေရိကန်ကျောင်းသူတူအပန်းဖြေစခန်းအတွင်းအဓမ္မပြုကျင့်ခံခဲ့ရပြီးချမ်းသာတဲ့မိသားစုကအမှုမဖွင့်ဖို့ဖိအားပေးခဲ့တယ်ဆိုပါတယ်အမေရိကန်ကျောင်းသူငုရင်တီကွန်တင်ဟာဇွန်လ9ရက်နေ့မှာသူမအနေနဲ့အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့တိုင်ကြားထားပြီးတဲ့နောက်အသက်23နှစ်အရွယ်အမျိုးသားတဦးကိုအမှုဖွင့်ထားရမှာအဲ့ဒီအမျိုးသားရဲ့မိသားစုကငွေကြေးပေးပြီးရဲကိုမတိုင်မှုဖိအားပေးခဲ့တယ်လို့ဆိုပါတယ်ရဲတပ်ဖွဲ့ကလည်းအစာပိုင်းမှာအမှုဖွင့်မဲ့အစားနှစ်ဖက်သဘောတူဖြည့်ရှင်းဖို့တိုက်တွန်းခဲ့တယ်လို့သူမကပြောပါတယ်တန်ဟာအသက်9နှစ်မှာမိသားစုနဲ့အတူအမေရိကန်ကိုပြောင်းရွှေ့ခဲ့ပြီးဒီနှစ်မေလမှာပဲဘန်လုံငန်းအလုပ်တင်အဖြစ် BNN နိုင်ငံကိုရောက်ရှိလာတာပါဇွန်လ4ရက်နေ့မှာတငယ်ချင်းတွေနဲ့အတူဟန်ရိုင်းမြို့အနီးကမ်းခြေကိုခရီးထွက်ခဲ့ပြီးအိပ်ပျော်နေတဲ့အချိန်မှာပဲမြို့သားတဦးကသူမကိုအဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်နောက်ပိုင်းအဲ့ဒီအမျိုးသားကတောင်းပန်ခဲ့ပြီးသူ့ဖခင်နဲ့တွေ့ဆုံတဲ့အချိန်မှာလည်းရဲကိုမတိုင်မှုငွေကြေးပေးမဲ့အကြောင်းကန့်လန့်ခဲ့တယ်လို့သူမကပြောပါတယ်ဇူလိုင်လ21ရက်နေ့မှာတော့တန်ကရဲတပ်ဖွဲ့စီတရားဝင်တိုင်ကြားခဲ့ပြီးမြဲရဲတွေကညှိနှိုင်းမှုပဲပြောတာကြောင့်သူမကအမေရိကန်အာဏာပိုင်တွေစီအကူအညီတောင်းခံခဲ့ပြီးအမေရိကန်တန်ယုံကလည်းသူမကိုဆက်သွယ်အကူအညီပေးခဲ့တယ်လို့သိရပါတယ်။ BNN နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတော့လက်ရှိအာဏာပိုင်တွေဟာဥပဒေနဲ့အညီတရားဥပဒေလုပ်ငန်းစဉ်တွေဆောင်ရွက်နေတယ်လို့ပဲပြောထားပါတယ်။လက်ရှိမှာအသက်23နှစ်အရွယ်အမျိုးသားကိုအဓမ္မပြုကျင့်မှုနဲ့အမှုဖွင့်ထားပြီးအာဏာပိုင်တွေကဆက်လက်စုံစမ်းနေတယ်လို့သိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့အမေရိကန်ကနေတိုးမဟာမိတ်နိုင်ငံတွေအနေနဲ့အမေရိကန်အပေါ်နိုင်ငံရေးသစ္စာရှိမှုရှိမရှိမေးခွန်းထုတ်တဲ့စာရွက်စာတမ်းတွေကိုပေးပို့လိုက်တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြလာပါတယ်။ဒါကတော့အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ကအမေရိကန်ရဲ့နေတိုးမဟာမိတ်နိုင်ငံတွေအနေနဲ့လက်ရှိသမ္မတဒေါ်နယ်ထရန့်ရဲ့နေတိုးနဲ့အမေရိကန်ဥရောပဆက်ဆံရေးအပေါ်ထားတဲ့မူဝါဒတွေကိုဘလောက်အထိလိုက်နာထောက်ခံနေကြတယ်လဲဆိုတာမျိုးမေးမြန်းထားတဲ့မေးခွန်းလွှာတွေပေးပို့လိုက်တယ်ဆိုပါတယ်။အမေရိကန်ကပေးပို့တဲ့မေးခွန်းလွှာထဲမှာနေတိုးမဟာမိတ်နိုင်ငံတွေဟာအမေရိကန်နိုင်ငံသားရဲ့မူဝါဒရဲ့ဦးစားပေးအချက်တွေကိုလူသိရှင်ကြားထောက်ခံပြသခဲ့ပါသလားဆိုတာကိုတိုက်ရိုက်မေးထားတာပါနောက်ထပ်မေးခွန်းတစ်ခုမှာတော့အဲ့ဒီနိုင်ငံဟာအမေရိကန်ရဲ့ချင်းကပ်ပုံဖြစ်တဲ့ခိုင်မာရှင်းလင်းပြီးတိတိစိတ်ဆိုတဲ့မူဝါဒနဲ့ကိုက်ညီအောင်ရပ်တည်ခဲ့သလားဆိုတာလည်းမေးထားပါတယ်ဒီစကားလုံးတွေဟာအမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ကမေလာပိုင်းမှာတင်ရှက်ဂရီလာဒိုင်ယာလော့မှာပြောခဲ့တဲ့စကားလုံးတွေကိုရည်ညွှန်းထားတာပါမေကွန်လွှာရဲ့နောက်ဆုံးပိုင်းမှာနိုင်ငံရေးနဲ့ပူပြီးဓာတ်ရိုက်ဆန်တဲ့မေကွန်တွေလည်းပါဝင်ပါတယ်နေတိုးနိုင်ငံတွေတဲကအမေရိကန်တပ်တွေသူတို့နိုင်ငံအတွင်းမှာစစ်အခြေစိုက်စခန်းအသုံးပြုတာအမေရိကန်စစ်လေယာဉ်တွေသူတို့နိုင်ငံရဲ့လေပိုင်နက်ကိုဖျက်ဆီးပြန်တန်းတာတွေကိုကန့်သက်ထားသလားဆိုတာလည်းမေးထားပါတယ်ဒါဟာအီရန်နဲ့အမေရိကန်စစ်ပွဲစတင်ပြီးတဲ့နောက်ဥရောပနိုင်ငံအချို့ကအဲ့ဒီလိုကန့်သက်ချက်တွေချမှတ်ထားခဲ့လို့ဖြစ်ပါတယ်ဒါကြောင့်မေကွန်လွှာမှာအဲ့ဒီကန့်သက်ချက်တွေကိုရှော့ချဖို့ဒါမှမဟုတ်လုံးဝဖယ်ရှားဖို့သူတို့ဆန္ဒရှိပါသလားလို့ထပ်မေးထားတာပါကျွမ်းကျင်တဲ့သူတွေကတော့ဒီစာရွက်စာတမ်းဟာနေတိုးရဲ့စူပေါင်းကာကွယ်ရေးစာချုပ်နဲ့တိုက်ရိုက်မသက်ဆိုင်တဲ့အီရန်စစ်ပွဲတဲ့ကိုအမေရိကန်ရဲ့နေတိုးမဟာမိတ်တွေပုံမပါဝင်လာအောင်ထရန့်အစိုးရကဖိအားပေးနေတဲ့လက္ခဏာတရက်လို့သုံးသပ်ထားကြပါတယ်နေတိုးမဟာမိတ်နိုင်ငံတစ်ခုရဲ့အမည်မဖော်လို့တဲ့အကြီးတန်းကာကွယ်ရေးအရာရှိတူပြောတာကတော့အခုအမေရိကန်အစိုးရဟာနေတိုးနဲ့ပတ်သက်တဲ့ကိစ္စတွေနဲ့အမေရိကန်ရဲ့တစ်ပတ်သက်စစ်ရေးဆောင်ရွက်မှုတွေကိုရောထွေးနေတယ်လို့ထောက်ပြခဲ့ပါတယ်။ဒါပြင်နေတိုးနဲ့အရှေ့အလယ်ပိုင်းကိစ္စဟာဘာမှမဆိုင်ပါဘူးလို့သူကဆက်ပြောပါတယ်။ဒါပေမဲ့ဒီစာရွက်စာတမ်းဟာပင်ဂွန်အနေနဲ့အမေရိကန်တပ်ဖွဲ့တွေကိုအချို့နေရာတွေကနေရှော့ချဖို့အကြောင်းပြချက်တွေရှာဖွေနေတဲ့သဘောရှိပြီးနေတိုးမဟာမိတ်တွေကိုလည်းအင်ဘီတော်ရဲ့မူဝါဒတွေနဲ့နီးနီးကပ်ကပ်ကိုက်ညီအောင်ရပ်တည်ဖို့သတင်းစကားပေးနေတာဖြစ်တယ်လို့သုံးသပ်ပြောဆိုသွားပါတယ်ခင်ဗျာ။